ကမ္ဘာစာဝီသမိုင်းမှာထင်ရှားကျော်ကြားတဲ့ဒေါစတာယောစကီက1980ခုနှစ်မှာပထမဆုံးထုတ်ဝေခဲ့တဲ့ The Brother Karamazov ဝတ္ထုဟာမိသားစုဒရမာဒသနိကဗေဒနဲ့ဝိညာဉ်ရေးစုံစမ်းစစ်ဆေးမှုတို့ကိုထောက်ဝဲဇလန်တဘောပြပေါင်းစပ်ထားတဲ့ကျေပြန်းတဲ့လက်ရတစ်ခုဖြစ်ပါတယ်ဒီ Brother Karamazov ကိုဖတ်ပြီးတဲ့သူနဲ့မဖတ်ပြီးတဲ့သူတို့ကွဲပြားတယ်လို့မတူကြဘူးလို့ကမ္ဘာစာရေးဆရာကြီးများနဲ့ပညာရှိများဆိုရတာရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီ Brother Karamazov ကိုအတွင်းနိုင်ပြီးဘယ်လိုကျွန်တော်တို့လေ့လာကြည့်ဝိရုဇာကြောင့်ကတော့ရှေ့မှာပြောသွားတဲ့လူတွေရှိတဲ့အတွက်ကြောင့်မပြောတော့ပါဘူးဒီ Brother Karamazov ရဲ့အဓိက Karamazov နဲ့သူ့ရဲ့သားတွေရဲ့ကွဲပြားတဲ့အယူဆစိတ်ဝိညာဉ်ဆိုင်ရာတွေကိုပြောပြခြင်းပါတယ်ဒီမီထရီကပေါ်ဆာမှုနဲ့စိတ်ပိုင်းဆိုင်ရာထက်သန်မှုပြင်းထန်တဲ့လူတစ်ယောက်ဖြစ်ပြီးတော့အိမ်ဘင်းကတော့ထမြောက်တော်လေတန်တရားနဲ့နှိပ်စက်ခံရတဲ့ဟာနဲ့ဇာတ်သိမ်းသွားတယ်ငယ်ဆုံးသောအရှူရှာကတော့နူးညံ့သိမ်ဝေပြီးတစ္ဆာရှိပြီးကောင်းမြတ်မှုကိုရှာဖွေနေသူဖြစ်ပါတယ်ဘေးမှာပုံနေတဲ့မရှင်မသားသားတစ်ယောက်ကလည်းရှိပါသေးတယ်ဆာရမာကောပါမိသားစုရဲ့ဘဝဝမ်းနည်းပွဲတွေကိုပြိုလွယ်မှုတော့ဆုံးဖြတ်ပေးတဲ့အခန်းကဏ္ဍမှာပါဝင်ခဲ့ပါတယ်ဒီဇလန်မှာဖခင်ရဲ့လူသတ်မှုကိုအခြေခံထားပြီးသူ့ကိုထင်ရှားဆုံးမုန်းနီးသောဒီမီထရီနဲ့တန်တရားများရှိနေတဲ့ဇလန်ဖြစ်ပါတယ်ဘို့တော်လည်းဝတ္ထုဟာတန်တရားပြည့်ဝဇလန်များတဲ့များစွာပို၍ညှဆိုင်ပါတယ်ကာရာမာဇောဝတ္ထုဇလန်မှာတော့ဒေါစတာယောစကီရဲ့ကိုချင်းတရားညတ်တာမှုလွတ်လပ်မှုနဲ့ယုံကြည်ချက်နဲ့တန်တရားဝါဒကြားရုန်းကန်မှုဆိုင်ရာမေးခွန်းများအတွက်ကြီးကျယ်သောဇာတ်ကုန်ဖြစ်ပါတယ်အိမ်ပင်ရဲ့6ကြားပဲကောင်းတဲ့ Grand Inquisitor ပုံဥပမာတွင်လူသားများသည်လွတ်လပ်မှုကိုအမှန်တကယ်လူလားသလားသို့မဟုတ်အာဏာပိုင်ရဲ့လုံခြုံမှုကိုနှစ်သက်သလားကျွန်တော်တို့မေးမြန်းထားပါတယ်အရှိုရှားရဲ့နှိမ့်ချမှုနဲ့ကရုဏာတရားမှာဒေါ်ဆာဇိုစကီကပျက်စီးနေတဲ့ကဘာကြီးမှာတော့ဝိညာဉ်ရေးရမေတ္တာတရားရှင်သန်နေရဲ့ဆိုတော့ပြခဲ့ပါတယ်ဒေါစတာယောစကီကိုယ်တိုင်က The Brother Karamazov ကိုသူ့ဘဝရဲ့အမှတ်တရဖြစ်မြင်ခဲ့ပါတယ်ထို့ပြီးလာနေခဲ့မှာပဲသူကွယ်လွန်ခဲ့တယ်ဖရက်နဲ့အိုင်စတိုင်းကနေပြီးကပကာစတန်နဲ့အထိတွေးခေါ်သူတွေနဲ့စာရေးစရာမျိုးဆက်တွေကိုလှုံ့ဆော်ပေးခဲ့တယ်လက်ရမြတ်ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်ဒီနေ့ကမှတော့ဒီဝတ္ထုကစိတ်ကူးရင်တစ်ပုဒ်သာမကပဲကျွန်တော်တို့ရဲ့အနေဆိုင်ဆုံးစိုးရိမ်ပူပန်မှုတွေဖော်ပြနေတဲ့ဒသနီကဘေးကခီးတစ်ခုဖြစ်ရှင်သန်နေပါတယ်သူ့ရဲ့ဆွမ်းအားနဲ့သူ့ရဲ့အတိုင်းအတာမှာရှိပါတယ်သူ့အခြေအနေနဲ့အမှတ်ဆွန်းတင်းတွေကိုဖန်ယူထားပါတယ်ယုံကြည်ခြင်းနဲ့စိတ်ပြည့်အားငယ်ခြင်းမေတ္တာနဲ့အမုန်းတရားအဖြစ်ပြက်တွေနဲ့အရွေ့နှုတ်ဆက်ခြင်းဖျားသခင်မရှိရင်အရာအလုံးခွင့်ပြုထားပါသလားဖျားသခင်ရှိရင်ဘာကြောင့်ဆင်းရဲဒုက္ခတွေရှိနေတော့လဲဆိုတာကိုမိမောင်းထိုးပြတာပါနောက်ဆုံးမှာတော့ဒီဝိထုကကြည့်လိုက်ပါတယ်ကာရာမာသောညီကိုတွေကတယောက်ဆိုရင်အိုင်ပင်ကိုဆင်ခြင်တော်တရားလမ်းကြောင်းဒီမီထရီလိုစိတ်အားထက်သန်မှုလမ်းကြောင်းဒါမှမဟုတ်အချိုရှာလိုယုံကြည်ခြင်းလမ်းကြောင်းကိုရွေးချယ်မှလားဆိုတာကိုကာရာမာသောဒေါက်တာဇိုစကီကပြောထားပါတယ်ဒီဝီဒီယိုကိုကျွန်တော်တို့ကပြပြတသားလေ့လာဖို့ဆိုရင်ဒေါက်တာဇိုစကီရဲ့ဘောဆက်ကြောင်းကိုလည်းလေ့လာထားဖို့လိုပါတယ်ဒေါက်တာဇိုစကီကရှေ့စပီးယားရဲ့ဇာတ်တွေကိုအကုန်လေ့လာခဲ့တယ်လို့အဲ့ဒီခေတ်ကစစ်တပ်ကလူလည်းသူကတက်ထားတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဗရေသေးစနစ်နဲ့ခေတ်သစ်ဝါဒတွေထွန်းကားနေတဲ့အချိန်ကာလမှာရေးခဲ့တဲ့စာအုပ်တုပ်ဖြစ်တဲ့ကြောင့်ဒီဝိတုဟာနောင်လာမျိုးဆက်တွေရဲ့အမြဲတမ်းအတွေးအခေါ်တစ်ခုကိုပေးစွမ်းနေမယ်ဆိုတာတော့ယုံကြည်ပါတယ်